မျိုးသမီး CEO တယောက်ဟာသူမရဲ့အနာဂတ်ခင်ပွန်းအဖြစ်လယ်သမားတယောက်ကိုရွေးချယ်ခါနီးအချိန်မှာပဲမထင်မှတ်ထားတဲ့ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ပါတယ်။ဝက်ကလေးနှစ်ကောင်ကိုပွေ့ချီထားတဲ့မိန်းကလေးငယ်လေးတယောက်ကသူ့မစီလျှောက်လာပြီးဒါကမမအတွက်စစ်ဆက်လက်ဆောင်ပါသမီးဖေဖေကမမကိုလက်ထပ်ချင်လို့ပါလို့ကြေညာလိုက်တာပါ။အမျိုးသမီးကြီးအံ့အားသင့်နေတော့မှပဲအလွန်ချုံမောခံရတဲ့အဲ့ဒီကလေးမလေးရဲ့ဖခင်ကယုံကြည်မှုအပြည့်နဲ့လျှောက်လာပြီးဘာစကားမှမပြောဘဲသူ့ရဲ့ကျမရေးစစ်ဆေးချက်အစီရင်ခံစာကိုသူမလက်ထဲထည့်ပေးလိုက်ပါတယ်။သူ့ရဲ့ထူးချွန်ထက်မြက်တဲ့ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုနဲ့ချစ်စရာကောင်းတဲ့သမီးလေးတစ်ယောက်အစဉ်သင်ရရှိမှာကိုသဘောကျသွားတဲ့ CEO မလေးဟာချက်ချင်းပဲသူနဲ့လက်ထပ်စာချုပ်ချုပ်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ဒါပေမဲ့လက်ထပ်ဖို့အသွားလမ်းခုလက်မှာတော့သူတို့စီးလာတဲ့ကားဟာရုတ်တရက်ထိန်းချုပ်မရပဲဖြစ်သွားခဲ့ပါတယ်။ရင်မောင်းတဲ့အမျိုးသမီးကြီးတို့ထိတ်လန့်တုန်လှုပ်နေချိန်မှာတော့ကလေးမလေးကမကြောက်နဲ့မမကိုသမီးကကွယ်ပေးမယ်လို့ပြောပြီးကားအပြင်ဘက်ကိုရုတ်တရက်ရောက်သွားပါတယ်ပြီးတော့သူမဟာကားတစ်စီးလုံးကိုမပြီးမျိုးတဲကိုအရှိန်ဟုန်နဲ့ပြန်တန်းခေါ်ဆောင်သွားခဲ့ပါတယ်ကားပေါ်ကဆင်းတဲ့အခါမှာပဲအဲ့ဒီကလေးမလေးကကားတစ်စီးလုံးကိုတယောက်တည်းမလာတာကိုအမျိုးသမီးကြီးသိလိုက်ရပါတော့တယ်အမျိုးသားဖြစ်သူကတော့ဒါဟာသူတို့မျိုးရိုးမှာလက်ဆင့်ကမ်းလာတဲ့ခွန်အားပလဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်တကယ်တော့သူဟာရိုးရိုးလယ်သမားတယောက်လိုဟန်ဆောင်ထားပေမဲ့ကမ္ဘာထိပ်သီးတိုင်းကိုင်းကြီးရဲ့ခေါင်းဆောင်တဦးဖြစ်နေတာကိုသူမမသိခဲ့ပါဘူးကလေးမလေးရဲ့အကူအညီနဲ့သူတို့နှစ်ယောက်လက်ထပ်စာချုပ်ချုပ်ဆိုနိုင်ခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲအတွင်းရေးမှူးကစစ်ပွဲအနေနဲ့တခုအကြောင်းလာရောက်အကြောင်းကြားတာကြောင့်အမျိုးသမီးကြီးဟာသူမရဲ့အိမ်တော်ကိုအမျိုးသားကိုပေးပြီးအိမ်ကိုအရင်သွားနှင်းဖို့ပြောလိုက်ပါတယ်လက်ထပ်စာချုပ်ကိုကင်ထားရင်အမျိုးသားဟာအရန်ကိုဝမ်းသာပီတိဖြစ်နေခဲ့ပါတယ်နှစ်ပေါင်းများစွာရှာဖွေခဲ့ရတဲ့သူမကိုနောက်ဆုံးတော့သူပြန်တွေ့ခဲ့ပြီလေကလေးမလေးကတော့မေကသူ့ကိုယ်တိုင်မွေးထားတဲ့သမီးနဲ့ဖေကိုမေးသွားတာလားလို့မေးဖို့ထုတ်နေခဲ့ပါတယ်တစ်ဖက်မှာလည်းကုမ္ပဏီကိုပြန်ရောက်တဲ့အခါသူမရဲ့ရီစာဟောင်းနဲ့ဝမ်းကွဲညီမဖြစ်သူတို့ဖောက်ပြန်နေတာကိုတွေ့လိုက်ရပါတယ်ဝမ်းကွဲညီမဖြစ်သူကသူမမှာကိုဝန်ရှိနေပြီဖြစ်ကြောင်းကြွားလုံးထုတ်နေတယ်လို့သူမရဲ့ဦးလေးဖြစ်သူကလည်း CEO ယာဒူးကနေနှုတ်ထွက်ဖို့ဖိအားပေးပါတော့တယ်အဖိုးဖြစ်သူရဲ့ဒေသန်းစာအရာ9ရက်အတွင်းအိမ်တော်မပြုတ်ပဲကလေးမရခဲ့ရင်အမွေအားလုံးဟာဦးလေးဖြစ်သူစီရောက်သွားမှာပါသူမကသူတို့ရဲ့တောင်းဆိုချက်ကိုညှင်းပယ်ပြီးမောင်းထုတ်လိုက်ပေမဲ့ရီစာဟောင်းကတော့အမွေရဖို့အတွက်သူမကိုကလေးရအောင်ကူညီပေးနိုင်တယ်ဆိုပြီးလိုက်လံနှောက်ယှက်နေသေးပါအမျိုးသမီးကြီးရဲ့အိမ်ကိုရောက်နေတဲ့အမျိုးသားကတော့တခုခုမှားယွင်းနေတာကိုသတိပြုမိသွားပါတယ်အိမ်ထဲမှာမကောင်းတဲ့စွမ်းအင်တွေပြန့်နှံ့နေပြီးချိန်စာတစ်ခုစတင်နေတာကိုမြင်လိုက်ရတာကြောင့်အမျိုးသမီးကြီးရဲ့ဘေးမှာဘာလို့ကန်ဆုံမှုတွေဝန်းရံနေလဲဆိုတာသူသဘောပေါက်သွားပါတယ်တစုံတစ်ယောက်ကသူမကိုကြွယ်ရကနေဒုက္ခပေးဖို့ကြိုးစားနေတာပါသူကချက်ချင်းပဲအိမ်ထဲကမကောင်းဆိုးဝါးစွမ်းအင်တွေကိုဖယ်ရှားပေးလိုက်ပေမဲ့သူမအပေါ်ကချိန်စာကအရန်နဲ့ဆိုင်နေတာကြောင့်အရင်မြစ်ကိုရှာဖွေဖို့ဘေးရင်တွက်ကြည့်လိုက်ပါတယ်အဲ့ဒီမှာပဲအမျိုးသမီးကြီးအနေရရှိနေတာကိုတိလိုက်ရလို့သမီးဖြစ်သူကိုခေါ်ပြီးကဲတင်ဖို့ချက်ချင်းထွက်လာခဲ့ပါတယ်အမျိုးသမီးကြီးကိုရီစာဟောင်းကအတင်းကျပ်နှောက်ယှက်နေတော့ရုံးရင်းဆန်ခတ်ဖြစ်ပြီးသူမချော်လဲမဲ့အချိန်မှာပဲအမျိုးသားဖြစ်သူကအချိန်မီရောက်လာပြီးသူမကိုဖမ်းထိန်လိုက်ပါတယ်ရီစာဟောင်းကသူတို့ဟာဘယ်သူလဲလို့မေးတဲ့အခါအမျိုးသမီးကြီးကသူမရဲ့ခင်မွန်းနဲ့သမီးဖြစ်ကြောင်းပြောလိုက်ပါတယ်ရီစာဟောင်းကတော့ဒါဟာငှားထားတဲ့တရုတ်ဆောင်တွေလို့ထင်ပြီးတိုက်ခိုက်ဖို့ကြိုးစားခဲ့ပေမဲ့ကလေးမလေးကလက်တစ်ချက်ကွေးရမ်းလိုက်တာနဲ့တင်သူဟာသူ့မျက်နှာကိုသူအချက်ပေါင်း800တိတိပြန်ရိုက်နေရပါတော့တယ်